はい、皆さん、こんにちは。問題語ရောက်သွားပါပြီ။問題語ကကြတော့ကြည့်အောင်နော်ဒီလိုပုံစံလေးပေးထားတယ်။အောက်ကこのもの内容についてဒီစာပိုက်ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တာရရှိနော်ဝါတို့တွေကမှန်ကန်တာပါလေ။ဆိုတော့ခုနကမွန်တိုင်းရုံလို့ပဲအဲ့လိုမှန်ကန်တာပါလဲဆိုတော့စစကတေချာဖတ်ရမယ်။အဲ့လိုအချက်လက်လေးသူပေးထားတဲ့ဒီ data လေးတွေအချက်လက်လေးတွေကို line လေးသားပြီးတော့နံပါတ်1နံပါတ်2ဒါမျိုးလေးတွေမှတ်သွားရင်အဆင်ပြေတယ်ပေါ့နော်။ဟုတ်ပြီဒါဆိုရင်စမယ်နော်။商品のご注文はコンピューターをオーダーまめそにはがき、ポスター、またはနောက်တစ်ခုကတော့電話でお願いいたします。ဒါဆိုရင်先生ကဒီမှာရေးတော့မယ်နော်ဒီကုန်ပစ္စည်းတွေကိုဒီမှာလေနော်商品ဒီအယောင်ပစ္စည်းတွေကိုပေါ့နော်はいဒါဆိုဒီအယောင်ပစ္စည်းတွေကို注文မှာတော့မယ်ဆိုတော့နံပါတ်1ကဟာဂါခိပိုစကတ်မတာဝဒါမှမဟုတ်ဂျန်ဝဟုတ်ပြီနော်ဒါဒီနံပါတ်1အချက်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါအချိပါနော်နံပါတ်1ကိုရေးထားတာနော်ဒါဆိုရင်ဒီဟာငါခနဲ့ဒန်ဝနဲ့ပဲမှာလို့ရမယ်နော်တခြားအနေမှာလို့မရအောင်ဒါဆိုနောက်တစ်ခု商品は宅配便でお送りいたしますので商品をတဲ့ဒီအိမ်ရောက် delivery ပို့တဲ့စနစ်နဲ့ပို့ပေးမှာဖြစ်တော့ကြောင့်商品をお受け取りになるときにဒီကုန်ပစ္စည်းကိုလက်ခံရယူတဲ့အချိန်မှာ受け取るဆိုတာလက်ခံရယူတာပေါ့နော်お受け取りになるときにလက်ခံရယူတဲ့အချိန်မှာ代金をお支払いください代金စတင်ငွေကိုပေးပါဒါဆိုရင် delivery နဲ့လာပို့တဲ့အချိန်商品をお受け取りになるときに代金をお支払いくださいဆိုတာလေးကိုနံပါတ်2နဲ့စကြရမှတ်လိုက်မယ်နော်ဒီကုန်ပစ္စည်းကို delivery လာပို့တဲ့အချိန်မှာစတင်ငွေပေးပါဟုတ်ပြီနော်代金はစတင်ငွေဟာ商品の値段にဒီကုန်ပစ္စည်းရဲ့တန်ဖိုးအပြင်ဆိုရီနော်ချီခီမှတယ်နော်ဆိုရောဒီချီခီဆိုတာနေမြေဒေတာပေါ့နော်ဒီနေမြေဒေတာအသီးကိုပို့တဲ့ပို့ကဆိုရောဆို delivery ကပေါ့ delivery ကနေတေဆူရောဆိုတဲ့ service ကြီး525円を加えた金額になります service ကြီး525円ကိုပေါင်းထားတဲ့ငွေပမာဏဖြစ်သွားမယ်ဒါဆိုရင်သိချာမှတ်မယ်နော်ဒီအိမ်ကိုလာပို့တဲ့အချိန်မှာကွန်ပျူတာကိုအိမ်လာပို့တဲ့အချိန်မှာပေးရမှာဒီကွန်ပျူတာတန်ဖိုးတစ်ခုတည်းပေးရမှာမဟုတ်ဘူးဆိုတော့ဥပမာဆိုပါဆိုဆန်းစီကအဲ့ကွန်ပျူတာကိုမှားရဲ့ခါမှာအဲ့ကွန်ပျူတာက1000ပဲကျတယ်ပေါ့ဒါဆိုလို့ရှိရင်ကုန်ကြစရိတ်ကရှောင်းဟင်းတော့နေတန်းပေးရမယ်1000ပြီးရင်ဆိုရင်တော့ချီကီမှတယ်နော်ဆိုရောပို့ကပေးရမယ်ဒါဆိုပို့က900ကျဒါဆိုဆန်းစီကဒီ1000ပြင်ဆန်းစီက900ထပ်ပေါင်း1500ကျမယ်1500ကိုမှတေဆူရောဆိုတဲ့ service ကြီးက925円ထက်ကြမယ်ဒါဆို1500ကိုမှ925ထပ်ပေါင်းတော့2025円ပေးရမှာ total ဒါဆိုရင်ကိုကသိရမှာကွန်ပျူတာကိုလာပို့တဲ့အချိန်မှာလေဒီ3ခုနေတန်းရေစိုးရောရေတဲ့စုရောရေစုပေါင်းထားတဲ့ဒီ3ခုကြီးကိုပေးရမယ်ဆိုတာသိရမယ်နံပါတ်3နာအိုတယ်ကဲနာအိုတွေပါလိပါလာလို့ရှင်စာမှုမှာတေချာဖတ်ပေးပါမပြီးသေးဘူးအနောက်မှာသူကထပ်ပြောထားသေးတယ်။အိုခိုင်အာဂဲနော်ရှောဟင်းကခိုင်အာဂဲဆိုဝယ်ယူတာပဲ။ဝယ်ယူထားတဲ့ကုန်ပစ္စည်းရတဲ့ဂေါခေတဲ့ဂေါခေဆိုတာစုပေါင်းချီမန်ကိုဆန်းရဲ့ဤဂျိုနီနာလူပါရွာကဲဒါဆိုဆန်းစီကနော်1000လောက်လေးဝယ်တာမဟုတ်ပဲနဲ့1000ခွဲနဲ့အထက်ဆန်းစီကဝယ်လာကုန်ပစ္စည်းတွေကိုဆန်းစီကကြီးတဲ့ဟာတွေပေါ့နော်1000ခွဲနဲ့အထက်ဝယ်မယ်ဆိုရင်တော့သူကဘယ်လို service ပေးမှာလဲဆိုရင်ဆိုရောတော့တေဆူရောဝမူရောတော့နာရီမှာ delivery ကပို့ကနေ service ကြီးဒီ925အန်ဟာမူရောဖြစ်သွားမယ်အခမဲ့ပို့ပေးမှာဒါနံပါတ်4ချက်ဒါဆိုဆန်းစီ line တာက4ချက်ရှိတယ်နံပါတ်ကဒီကုန်ပစ္စည်းကိုမှာမယ်ဆိုရင်ဟာကခီ postcard သို့မဟုတ်ဒန်ဝဖုန်းနဲ့ပဲမှာလို့ရမယ်နံပါတ်2ဆက်ဒီကုန်ပစ္စည်းကို okay တိုရီနာတို့ခိနိလက်ခံထားယူတဲ့အချိန်မှာဒိုင်ခင်ကိုပေးရပတ်စံကိုပေးရနံပါတ်3ပတ်စံပေးတဲ့အခါမှာဒီကုန်ပစ္စည်းရဲ့တန်ဖိုးရဲ့ပို့ကရဲ့ service ကြီး925円ရဲ့3ခုပေါင်းပြီးတော့ပေးရမယ်ဟုတ်ပြီနောက်ဆုံးနံပါတ်4ကိုဝယ်တဲ့ငွေပမာဏက1000ခွဲနဲ့အထက်ကိုကဝယ်ရင်တော့သူကအဲ့ကြတဲ့ငွေပဲပေးရမယ်ပို့ကနေဒီ service ကြီး925円ကိုပေးကြမလို့တော့အခမဲ့ဖြစ်သွားမယ်โอเคဒါဆိုအဲ့ဒီ၄ခုကိုစန်းစေးတို့ကကြည့်ပြီးတော့နံပါတ်1商品の注文は電話の他にはがきやメールでもできるကုန်ပစ္စည်းကိုတဲ့ order မှာလို့ရှိရင်တဲ့ဒန်ဝါဖုန်းအပြင်ဟာငါခီပို့စကတ်ရဲ့ mail တို့ email နဲ့လည်းလုပ်နိုင်တယ်အဲ့ဒီမှာမှားပြီအပေါ်မှာနံပါတ်1မှာရေးထားတယ်ဟာငါခီနဲ့ဒန်ဝါ2ခုပဲလုပ်လို့ရတယ်ဟုတ်တယ်နော် mail တို့မပါဘူးနော်ဒီမှာ mail တို့ပါသွားတဲ့အတွက်ကြောင့်နံပါတ်1ကမှားပြီဒါဆိုနံပါတ်2ရှောဟင်းတော့ဒိုင်ခင်ကကုန်ပစ္စည်းရဲ့ဒီစတင်ငွေရဆိုရင်ဂင်းခါရာခုဘန်းနေပို့မှာလားယူဘင်းပြောခုခါရာဂန်ကင်းခါကီတိုမဲတဲ့အခုလို့ဒီစာရိုက်ကနေပြီးတော့ဒီလက်ငင်းငွေသားကိုဒီပို့လိုက်မှာပေါ့နော်
ဆိုတော့အဲ့လိုမပို့ပါဘူးလေဟုတ်တယ်မလားဂင်းကိုကနေလည်းပို့လို့မရဘူးဟိုမှာပစ္စည်းလာပို့တဲ့အချိန်မှာပတ်စံပေးဒါပဲစင်တို့အိမ်ရောက်ငွေချေပေါ့နော်ပစ္စည်း delivery လာပတ်စံပေးတော့ဘန်းနေလည်းလွှဲမရဘူးဒါကြီးကလည်းထည့်မရေးထားဘူးနော်သူရေးထားတဲ့နံပါတ်1မှာတောဟင်းကိုအိုခဲတိုရီနီနာလို့တိုခင်းနီဒိုင်ခင်ကိုရှီယာတာကြီးခလာတိုက်ပြီးသွားပြီဒိုင်ခင်ပေးပါလို့ပြီးသွားတာဖြစ်တဲ့အတွက်နံပါတ်2လည်းမရပြန်ဘူးဒါဆိုရင်နံပါတ်3ဆိုးရောတိုတဲဆူရောကမူရောနီနာလို့နော်ပါကဲဒါဆိုမူရောဖြစ်သွားတာဒီနံပါတ်4ချက်ကိုပြောထားတာပိုးကားနဲ့ service ကအခမဲ့ဖြစ်သွားမှာကတော့ချူမွန်ကကိုယ့်ရဲ့မှာယူတဲ့ order က一千万個生人一咗တော့တုတ်ကြည့်တယ်လို့တသောင်းခွဲနဲ့အထက်ဖြစ်တဲ့အချိန်မှာဖြစ်ပါတယ်ဒါဆိုဒါမှန်သွားပြီနံပါတ်4နဲ့တော့ကြိုက်သူလည်းပြောထားတယ်လေကိုဝယ်ယူတာတသောင်းခွဲနဲ့အထက်ဝယ်ယူမယ်ဆိုရင်ပို့ကနေ service ကြီးအလကားဖြစ်သွားမှာဒါဆိုသူကပြောင်းပြန်ပြန်ရေးထားတာပို့ကနေ service ကြီးအလကားဖြစ်ဖို့ကတော့ဒီကိုဝယ်ယူထားတဲ့ order ကတသောင်းခွဲနဲ့အထက်ဆိုဒါဆိုဒါနံပါတ်3မှန်တယ်ပြီးလာတယ်ဒါပေမဲ့နံပါတ်4လေးတော့ဆက်ဖတ်မယ်နော်နံပါတ်4ရှောင်းရင်ကိုဥခဲတူတူတိုခင်းနေရှိရတာကိုခင်းကကူကကုန်ပစ္စည်းကိုလက်ခံရယူတဲ့အချိန်မှာပေးချေရမယ်ခင်းကကူငွေပမာဏကရှောဟင်းတော့နေတန်းတို့ဆိုးရောတရားလို့ကုန်ပစ္စည်းရဲ့ဈေးနှုန်းနဲ့ပို့ကဖြစ်ပါတယ်ဒါဆိုမှားတယ်ပေးရမှာဈေးနှုန်းနဲ့ပို့ကမဟုတ်ဘူးလေနံပါတ်3မှာတေဆူရော925ရက်မှာထည့်ပေးရမယ်လို့ပြောထားတယ်လေကုန်ပစ္စည်းပို့ရဲ့အချိန်မှာပို့ကတောင်းရဲ့နေတန်းအပြင်နော်နေတန်းရောဆိုးရောတေဆူရော925ရက်မှာပေးရမှာသူကနေတန်းနဲ့ဆိုးရောနှစ်ခုပဲပေးရမယ်ဆိုတော့မှားသွားပြီဒါဆိုတေးကြပြီစမ်းတန်ကအဖြစ်ဖြစ်ပါတယ်ဟုတ်ပြီနော်ခေဒါဆိုရင်皆さん問題5လည်းပြီးသွားပါပြီနော်ခေဒါဆိုရင်စီတို့問題6ခုဆက်ဖတ်မယ်နော်ကဲအားလုံးပြန်မှန်သွားပါပြီ Oscar ရဲ့ဆောင်းပါးလေးစတာ